ဒီမိန်းကလေးကတကယ်ကိုထူးဆန်းပါတယ်သူမဟာကိုငိုချင်လာအောင်ကိုမျက်နှာကိုလက်သီးနဲ့တိုက်ရိုက်ထိုးခဲ့တာပါဒါတော့အားမရသေးပဲဘသူမဆိုချက်ချင်းမျက်ရည်ကျစေနိုင်တဲ့ကြက်သွန်နီနဲ့ဝါစမစ်တွေကိုပါသုံးပြီးငိုအောင်လုပ်ခဲ့ပါတယ်ထူးခြားတာကသူမတယောက်တည်းမျက်ရည်ကျတာမဟုတ်ပဲကော်ပိုရေးရှင်းကြီးရဲ့စီကိုယ်တိုင်ပါလိုက်ပြီးမျက်ရည်တွေဝဲလာရတာပါနောက်ခံသမိုင်းကြောင်းတကယ်တော့ဒီမိန်းကလေးဟာ Elson Clan သမုဒ္ဒရာမျိုးနွယ်စုရဲ့မင်းသမီးလေးဖြစ်ပါတယ်သူမဟာမတော်တဆပဲမစ္စတာကူရဲ့အသက်ကိုကယ်တင်ခဲ့ပူးပါတယ်ဒါပေမဲ့အဲ့ဒီလိုကယ်တင်ရင်းနဲ့ Elson Clan ရဲ့အထွတ်မြတ်ထားရတဲ့ယတနာဖြစ်တဲ့ပင်လယ်ယတနာပင်လယ်မြက်ဝန်းဟာမစ္စတာကူရဲ့ခန္ဓာကိုယ်ထဲကိုမှားယွင်းပြီးရောက်ရှိသွားခဲ့ပါတယ်ဒီအမှားကြောင့်ပဲသူမဟာမျိုးနွယ်စုကနေနှင်ထုတ်ခံရပြီးအဲ့ဒီယတနာကိုပြန်ရှာဖို့လူပြည်ကိုဆေးလွတ်ချင်းခံခဲ့ရတာပါပင်လယ်ယတနာမရှိရင်သူမရဲ့မော်အတက်တွေကလည်းဘာမှသုံးလို့မရတော့ပါဘူးမထင်မှတ်ထားသောအဖြစ်အပျက်ယတနာကိုလိုက်ရှာရင်းနဲ့သူမဟာမစ္စတာကူရဲ့ကုမ္ပဏီအဆောက်အအုံကိုရောက်သွားခဲ့ပါတယ်ဒါပေမဲ့လုံခြုံရေးတွေကသူမကိုတခိုးလို့ထင်ပြီးလိုက်ဖမ်းကြတာကြောင့်ကြောက်လန့်တကြားနဲ့ကယ်ကြပါဦးလို့အော်ဟစ်လိုက်ပါတယ်အဲ့ဒီခဏမှာပဲအန်ဩစရာကောင်းအောင်မစ္စတာကူဟာသူမရှိမှရုတ်တရက်ပေါ်လာခဲ့ပါတယ်မစ္စတာကူကလည်းသူဘလို့လို့ဒီနေရာကိုရောက်လာတာလဲဆိုတာကိုကိုအန်ဩနေပြီးမိန်းကလေးကိုမေးမြန်းပါတော့တယ်မိန်းကလေးကလည်းအဖြစ်မှန်အားလုံးကိုရှင်းပြလိုက်ပါတယ်ယတနာဤလျှို့ဝှက်ချက်မစ္စတာကူဟာသူ့ရဲ့နှလုံးသားထဲမှာပင်လယ်ယတနာတောက်ပနေတာကိုမြင်လိုက်ရတဲ့အခါမှင်သက်သွားခဲ့ပါတယ်ဒါပေမဲ့သူဘာမှမပြောရသေးခင်မှာပဲလုံခြုံရေးတွေကမိန်းကလေးကိုအပြင်ကိုဆွဲထုတ်သွားကြပါတယ်မိန်းကလေးကတော့သူမရဲ့ယတနာကိုပဲပြန်လိုချင်နေတာပါသူမစိတ်ပူပြီးငိုယိုနေတဲ့အချိန်တိုင်းမှာမစ္စတာကူဟာသူမစီကိုမော်အတက်နဲ့ရောက်လာတတ်တာကိုသတိထားမိသွားပါတယ်ဒါကြောင့်ပဲအခုလည်းမစ္စတာကူကိုခေါ်ယူဖို့အတွက်သူမဟာနှီးမျိုးစုံသုံးပြီးအတင်းကျပ်ငိုအောင်လုပ်နေရတာဖြစ်ပါတယ်